ကိုယ့်ကွန်ပျူတာလေးနေတယ်ကွန်ပျူတာသုံးရတာမတွက်ဘူးเนาะဝယ်လာတော့ကွန်ပျူတာတွက်တယ်အဆင်ပြေတယ်လုံးဝเนาะဒီဖြစ်ဖြစ်နဲ့ကွန်ပျူတာလေးလာတယ်သုံးရတာအဆင်ပြေစိုက်ထားတာလည်း accessory နဲ့ graphic ကလည်းပါတယ် RAM ကလည်းလုံးဝ16လောက်ရှိတယ်အဲ့လိုမျိုးအလုံးကလေးလာတယ်ဆိုတာကဒါကိုယ့်ကွန်ပျူတာမှာเนาะအများနဲ့ပုံမှန်အနေနဲ့တန်ရှင်းရေးလုပ်ပေးရမယ့်ဟာတွေကိုကတန်ရှင်းရေးမလုပ်ပေးလို့ကွန်ပျူတာဒါတဖြည်းဖြည်းနဲ့ဒါလေးလာတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာเนาะ PC cleaner guide ပေါ့เนาะPC ကိုကိုယ့်ရဲ့ကိုယ်ပိုင် personal computer ကိုဘယ်လိုတန်ရှင်းရေးလုပ်ရမလဲเนาะဘယ်လို speed လုပ်ရမလဲเนาะအဲဒီကွန်ပျူတာမှာပါတဲ့เนาะ tool တွေကိုအသုံးပြုပြီးတော့ဘယ်လိုဆောင်ရွက်ရမလဲဆိုတာလေးကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့ကွန်ပျူတာကိုတန်ရှင်းရေးလုပ်ဖို့လိုတာလဲเนาะဘာတန်ရှင်းရေးလုပ်ဖို့လိုတာလဲဆိုတော့နံပါတ်1တစ်ချက်ကသူကเนาะဒီ temporarily file slow performance เนาะအဲ့တော့เนาะဒီခဏတာအသုံးပြုရတဲ့ file ပေါ့နော် temporary file ဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုက browser တစ်ခုကိုဖွင့်တယ်ပြီးတော့ YouTube ကိုသွားတယ် YouTube သွားချင်းတစ်ပုတ်ကိုကကြည့်တယ်ကြည့်တဲ့အခါကျတော့အဲ့ဒီချင်းကိုပြဖို့အတွက် browser ကနေပြီးတော့နော်ခဏတာအသုံးပြုရမယ့် file တွေကိုတော့ computer ထဲကိုဆွဲထားရတယ်နော်ပထမ frame ကိုပြနေတဲ့အချိန်မှာနောက် frame ကအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားရတယ်အဲ့ဒီ file တွေကနော်ကိုကဒီ website တွေကိုသွားရတဲ့အမြဗီဒီယိုတွေကြည့်တာနဲ့အမြအဲ့ temporary file တွေကကို computer ပေါ်မှာရှိလာမယ်များလာမယ်စုလာမယ်အဲ့စုလာတဲ့အခါကျတော့အဲ့ဒါကဒီကိုယ့်ရဲ့ computer performance ကိုသူကနှေးစေတယ်เนาะအဲ့တော့အဲ့ဒီ temporary file တွေကိုကဖြစ်ပစ်ကမယ်เนาะအဲ့ဒါမှ computer ကနေပြီးတော့ဒါမြန်မှာအဲ့တော့ temporary file slow performance เนาะ temporary file တွေက computer performance ကိုနှေးစေတယ်အဲ့တော့ background junk forces Windows to work harder than it's need to အဲ့တော့เนาะ junk file တွေရှိနေတာကเนาะ computer ကိုเนาะလိုအပ်တာတွေပို့ပြီးတော့เนาะဒီ CPU ရဲ့ဒါ CPU ကို run စေတယ်เนาะ graphic ကိုပို့သုံးစေတယ်အဲဒါကြောင့်မလို့ Apple နဲ့ဆက်ကပို့ပြီးတော့နှေးတာမျိုးတွေဖြစ်လာတယ်เนาะနံပါတ်2ကเนาะ junk weights disk space เนาะအဲ့ junk file တွေများလာရင်เนาะမလို့ Apple နဲ့ဒီကိုယ့်ရဲ့ computer မှာ disk space တွေမှာ storage တွေယူလာမယ်เนาะ storage ကပြည့်မြန်လာမယ်เนาะဘာမှမသိဘူးเนาะ storage ကနီးလာမယ်တကယ်တော့အဲ့ဒီ file တွေများလာလို့ storage ကပြည့်လာတာเนาะမလို့ Apple နဲ့ဒီမလို့အဲ့တဲ့ file တွေကိုတန်ရှင်းလုံးရဲ့ file တွေစုလာပြီးတော့ storage ကပြည့်လာမယ်เนาะအဲ့တော့အဲ့ဒါတွေကိုလည်းဖြစ်ဖို့လိုတယ်နံပါတ်3ကเนาะ regular clean up keep it fast အဲ့တော့ပုံမှန်တန်ရှင်းရေးလုပ်ပြီးမယ်ဒါတွေကိုပုံမှန်ကိုကရှင်းနေမယ်ဆိုရင်ဒါခုနလိုမျိုး temporary file တွေမရှိတာမို့လို့စက်ကလည်း performance high မြင့်လာမယ်เนาะဒီ junk file တွေမရှိတာမို့လို့ဒီ disk space မလို့အပြင် disk space တွေဒါကုန်သွားတာမျိုး disk space တွေเนาะအသုံးခံရတာမျိုးလည်းမဖြစ်တော့ဘူးเนาะဒါကပုံမှန်တန်ရှင်းရေးလုပ်ဖို့လိုတယ်အဲ့ဒါမှဒါဆက်ကတွက်မယ်မြန်မယ်no software needed အဲ့တော့ဒါတွေလုပ်ဖို့အတွက်တခြား software တခုထပ်တောင်းစရာမလိုဘူးကွန်ပျူတာမှာပါတဲ့ software တွေနဲ့ပဲဒီကွန်ပျူတာတန်ရှင်းရေးကိုလုပ်လို့ရတယ်ကွန်ပျူတာမှာဒီတန်ရှင်းရေးလုပ်ဖို့အတွက်ဒီ software တွေဒီ tool တွေတခါတည်းပါပြီးသားအဲ့တော့ကိုကတော့ Runbox လို့တော့ကိုကတော့ဖွင့်တက်ရမယ် keyboard မှာပါတဲ့အတွက် Windows icon လေးเนาะဒီ keyboard ဒီเนาะကိုရုံးမှာ computer keyboard မှာလက်တင်လိုက်မယ်ဆိုရင်လက် bevel ချမ်းမှာ bevel ချမ်းမှာအောက်ဆုံးအတန်းเนาะအောက်ဆုံးအတန်းမှာနောက်တော့အဖြစ်ဒီ order key alt order key ရဲ့ပြီးမှာရှိတတ်တယ်เนาะ window key လေး window icon ပုံစံလေးအဲ့တော့ window key နဲ့ r နဲ့ကိုကတွဲနှိပ်ပေးရမယ်เนาะအဲ့တော့ window key နဲ့ r နဲ့ကိုနှိပ်ပြီးဆိုရင်သူက runbox ပွင့်လာမယ်เนาะ runbox ပေါ့နော် runbox ပွင့်လာမယ် runbox ထဲမှာကိုကဒီ command ရေးထည့်ပေးရမှာဒီမှာဆိုဒါ clean mgr clean mgr clean mgr အဲ့တော့ clean mgr ဆိုတာကိုဒါရိုက်ထည့်ပြီးတော့ကိုကเนาะ clean manager ကိုခေါ်ပေးရမယ်เนาะခေါ်ရိုက်ထည့်ပြီးတော့ clean manager ကိုခေါ်ပေးရမယ်ပြီးအဲ့ထဲမှာကိုကဖြတ်မဲ့ဟာတွေကို select မှတ်ပြီးတော့ဒါတန်ရှင်းရေးလုပ်ပေးရမယ်เนาะအဲ့တော့ဒါဟိုလက်တွေ့လဲဒါကိုကနေပြီးတော့လက်တွေ့လုပ်ပြမှာပေါ့เนาะအခုကတော့ဒါဒီလောက်ဆောင်ရမယ့်သဘောတရားကိုနားလည်အောင်ဒါရှင်းပြနေတာပေါ့เนาะအဲ့တော့ clear mgrဟို run ပေးရမယ် run ပြီးတော့ပုံမှန်ဆိုရင်ဒါ C drive ကိုရွေးပေးရမယ်ရွေးပြီးတော့အဲ့ထဲမှာရှိတဲ့ဒီเนาะ cache နဲ့ပတ်သက်တဲ့ temporary file နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံး box တွေအကုန်လုံးကိုဒါကိုကဘာလုပ်ရမလဲဆိုတော့ check လုပ်ရမယ်ပြီးတဲ့အခါ okay ကိုနှိပ်ပြီးတော့ delete လုပ်ပေးရမယ်เนาะပထမလုပ်ရမှာက clean mgr အဲ့တော့ဒါလေးကိုအရင်ဆုံးဒါစမ်းကြည့်ရပေါ့เนาะ okay ဒါက desktop window ခုနကရှင်းပြသွားတဲ့အတိုင်း window r keyboard window r ကိုနှိပ်ကြည့်မယ်အဲ့တော့ runbox ပွင့်လာပြီဒီမှာထည့်ရမှာပထမ command ပါလဲ clean mgr เนาะ clean mgr ရေးထည့်ပေးရမယ်ပြီးရင် okay ကိုနှိပ်လိုက်ရတယ် keyboard က enter ကိုခေါက်လိုက်လဲရတယ်အဲ့
ပုံမှန်အားဖြင့်တော့ဗလဲ C drive ကိုရွေးရတာများတယ်ဒီမှာဒီ computer မှာဆိုတော့ C drive ရှိမယ် D drive ရှိမယ် E drive ရှိမယ်ပုံမှန်ဆိုတော့ C drive ကိုရွေးရတာများတယ်အဲ့တော့အဲ့တိုင်းပဲထား C drive ကိုရွေးပြီး okay နော်အဲ့တော့ဒီမှာအမှိုက် file တွေအများကြီးပေါ်လာမယ်အဲ့ဒါအကုန်လုံးအမှတ်ချစ်ပေးလိုက်နော်ဒီမှာအကုန်လုံးအမှတ်ချစ်ပေးလိုက်အဲ့တော့ဒီမှာအခုအမှိုက်ပေါင်း132 MB ရှိတယ်နော်ဒီမှာအကုန်လုံးကိုအမှတ်ချစ်ပေးလိုက်တယ်ပြီးတော့ကြတော့ okay ကိုနှိပ်မယ်ပြီးရင် delete file ကိုနှိပ်ပေးရမယ်အခုဆိုရင် C drive ကိုဒါစပြီးတော့သူကတန်ရှင်းရေးလုပ်နေပြီokay နော်ဒါက KMGR နဲ့တန်ရှင်းလုပ်တဲ့နေအဲ့တော့ကို C drive အပြင်တခြား D drive တွေ E drive တွေတန်ရှင်းလုပ်ချင်တယ်ဆိုလည်းရတယ် Windows အောက်ပြန်ခေါ် KMGR နဲ့ enter ခေါက်လိုက်ပြီးတော့ C drive နေရာမှာ D drive ကိုရေး okay နဲ့နော်အဲ့ပုံမှန်အားဖြင့်တော့ဖြတ်ကမှာမရှိဘူးနော်မရှိဘူးဒီမှာ C drive ပဲရှိတယ်ဖြတ်ကြမလို့အဲ့တော့ကိုတခြား drive ကိုထပ်ဆန်းရှင်းတယ်ဆိုလည်းရတယ်နော်ဒီမှာ E drive ပေါ့ okay အဲ့တော့ဘာမှမရှိဘူးပုံမှန်အားဖြင့်ဒီ temporary file တွေကနော် C drive မှာရှိတာအများတယ်တခြား D drive တွေ E drive တွေမှာပုံမှန်အားဖြင့်မရှိဘူးအဲ့တော့ဖြတ်ကြမလို့ C drive ကိုတန်ရှင်းရေးလုပ်ရင်ရပြီအဲ့ဒါက ClearMGR ကိုတုံးပြီးတော့ပထမဆုံးတန်ရှင်းရေးလုပ်တဲ့ဒီအဲ့တော့နောက်တစ်နည်းကိုဆက်သွားမယ်နောက်တစ်နည်းကကြတော့ဒီ temp နဲ့နော် temp နော်ဒီ temp ရဲ့ %temp% ရဲ့ဒီနှစ်ခုကိုတုံးပြီးတော့ဒါကိုကတန်ရှင်းရေးလုပ်မှာနော်ဒီ temp ရဲ့နော် %temp% ရဲ့အဲ့နှစ်ခုအဲ့ command နှစ်ခုကိုသုံးမယ်ခုနလိုပဲ Windows R နဲ့ run box ခေါ်မယ်ဒီ command နှစ်ခုကိုရိုက်ထည့်မယ်ပထမ temp နဲ့အရင်လုပ်ပြီးတော့ပွင့်လာတဲ့ folder เนาะသူကအဲ့ဒါကိုဒီအဲ့ဒါကိုရိုက်ထည့်ပြီးတော့ press enter နှိပ်ပြရမယ် to open ဖွင့်ဖို့ the temp folder ကိုဖွင့်ဖို့အတွက်ရိုက်ထည့်ပြရမယ်ပြီးရင်အကုန်လုံးကို select all လုပ်ဖို့အတွက် control A နဲ့ select all လုပ်ပြရမယ်ပြီးတဲ့အခါကျရင်delete နှိပ်မယ်ဘာလို့လဲဆိုတော့ to remove all file အားလုံးကိုဖျက်ဖို့အတွက် delete ကိုနှိပ်ပေးရမယ်ဒါ temp နဲ့%temp% ကလည်းအလားတူပဲเนาะအဲ့ဒါကိုရိုက်ထည့်ပြီးတော့ enter ခောက်ပေးရမယ်ဘာလို့ဆိုတော့ temp folder ကိုဖွင့်ဖို့ပဲ select all လုပ်ဖို့အတွက် control A နဲ့ select all လုပ်ပေးရမယ် delete ကိုနှိပ်ပေးရမယ်ဒီ file တွေအကုန်လုံးကိုဖျက်မလို့เนาะအဲ့တော့ဒီ temp နဲ့ %temp% နဲ့ကိုအခုလက်ရှိစမ်းကြည့်မယ် okay အဲ့တော့ window ကိုပြန်ရောက်လာပြီအဲ့တော့ window R ပြီးတော့ပထမလောက်မှာ temp ပြီးရင် enter ခောက်လိုက်เนาะအဲ့တော့ temporary file တွေရှိတဲ့ folder ပွင့်လာမယ် control A နဲ့ select မှတ်လိုက်ပြီးတော့ delete နဲ့ဖျက်လို့ရတယ်เนาะ delete เนาะ keyboard က delete key เนาะ keyboard delete key နဲ့ဖျက်လို့ရတယ်လို့မျိုးเนาะ right click ထောက်ပြီးတော့ delete နဲ့ဖျက်လဲရတယ်เนาะ right click ထောက် delete နဲ့ဖျက်လဲရတယ်right click ထောက် delete နဲ့ဖျက်ရဆိုရင်ဒီ file တွေက recycle bin နဲ့ပေါ့เนาะ recycle bin နဲ့ကိုရောက်သွားမယ်เนาะဒီထဲကိုရောက်သွားမယ်အဲ့တော့ကို recycle bin ထဲကိုမရောက်စေချင်ဘူးတခါတည်းဖြတ်သွားတာမျိုးเนาะတခါတည်းဖြတ်ပလိုက်တာမျိုးကိုကလိုချင်တယ်အဲဆိုရင် तू က keyboard က shift เนาะ shift shift နဲ့ delete နဲ့ကိုတွဲပြီးတော့ကိုကနှိပ်ပေးရတယ်เนาะအဲ့တော့ keyboard က shift နဲ့ delete နဲ့ကိုတွဲနှိပ်လိုက်မယ်ဒါဆိုရင် तू ကဒီလိုပုံမယ် are you sure you want to เนาะ permanently delete this 53 item เนาะ permanently delete လုံးဝဖြတ်ပလိုက်မှာ recycle bin ထဲမှာတော့မထားတော့ recycle bin ထဲမှာထားပဲတခါတည်း तू ဖြတ်ပလိုက်တဲ့ဟာမျိုးเนาะအဲ့လိုဖြတ်မှလာလို့မေးတာအဲ့ဒါကဖြတ်မယ်ဆို yes ဒီလိုပေါ်လာလဲဆိုရင်ဒါ folder access เนาะဒီ folder access admin မှုတောင်းတာအဲ့တော့ဒီ chat bar ကိုเนาะเนาะ click မှတ်ပေးပြီးတော့ continue နှိပ်ပေးလိုက်ဒီလိုပေါ်လာရင် select မှတ်မယ် try again အဲ့တော့ select မှတ်ပြီး try again လောက်တာကို3ချိန်လောက်လုပ်ပေးလိုက်နောက်ဆုံးပါ skip နှိပ်ပေးလိုက် okay အခုဆိုရင်ဒါ temp folder ကတစ်ခုပေါ့ temp folder တစ်ခုဒါပြီးသွားပြီเนาะအဲ့တော့ window အပြန်ခေါ်မယ်အဲ့တော့ %temp% အဲ့ဒါခေါ်ပေးလိုက်နောက်ထပ်ဒါ temporarily folder တစ်ခုပေါ်လာပြီခုနတိုင်းပဲ control A နဲ့ select မှတ်မယ် keyboard က shift ကိုဖိထားပြီး delete ကိုနှိပ်မယ် yes continue select all try again 3ချိန်လောက်လုပ်မယ် select try again select try again 3ခါလောက်ပြီးသွားပြီဆိုရင်တော့ select skip okay folder ကို control W နဲ့ပိတ်လိုက်မယ်เนาะဒါကခုနကเนาะရှင်းပြသွားတဲ့ temp ရဲ့ %temp% နှစ်ခုကိုဒါလက်တွေ့သုံးပြသွားတာเนาะနောက်ထပ် command တွေရှိတယ်ထပ်ပြပေးမယ်အဲ့တော့ဒီကောင်ကြတော့เนาะ prefetch နဲ့ reset เนาะ prefetch နဲ့ reset မဲ့တစ်ခုက prefetch နောက်တစ်ခုက reset command နှစ်ခုဒါကို run box ခေါ်ပြီးတော့ရိုက်ထည့်လိုက်မယ် enter ခေါက်လိုက်မယ်ဆိုရင်လည်းသက်ဆိုင်ရာ prefetch folder သက်ဆိုင်ရာ recent folder တွေပွင့်လာမယ်အဲ့ဒီဟာတွေကိုဖြတ်ပေးရမယ်ဒါတွေကเนาะ
ဒီလိုဖြတ်မှသာကွန်ပျူတာကိုပုံမြန်စီမယ်မလိုအပ်တဲ့ file တွေဖြတ်ပြီးသားဖြစ်မယ်အဲ့တော့ဒီ prefetch နဲ့ recent ဒီ key နှစ်ခုနဲ့ run box မှာ run ကြည့်မယ်နော်အဲ့တော့ window R နဲ့ run box ခေါ်လိုက်မယ် method က prefetch 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 enter ခေါ်လိုက်မယ်admin mode တောင်းရဆိုရင် continue control A နဲ့ select မယ် keyboard က shift ကိုဖိထားပြီး delete ကိုနှိပ်မယ် yes select မယ် try again select မယ် try again select မယ် try again select မယ် skip ပြီးပါပြီ folder ကို control W နဲ့ပိတ်လိုက်မယ် okay အဲ့တော့ကြာရင် window ကပြန်ခေါ်မယ်ရထက်မှာ RACND recent နော်okay ဒီတဲ့ဟာတွေခုနလိုဖြစ်ရမယ် control A shift delete နော်ဖြတ်ပြီးသွားရင် refresh ပေးလိုက်ကြည့်မရှိတော့ဘူးမရှိဘူးဆိုတော့ okay ဖြတ်ပြီးသွားပြီအဲ့တော့ control W နဲ့ပိတ်လိုက်မယ် folder ကိုနော်အဲ့တော့သုံးရတဲ့ command 5ခုရှိတယ်နံပါတ်1က kmgr နော်နံပါတ်2က temp% နံပါတ်3ကဒီနော် prefetch နဲ့ recent စုစုပေါင်း command 5ခုနော်အဲ့ဒါကို run box ထဲမှာ run သွားတာအချုပ်အနေနဲ့ပြပြပေးမယ်နော်အချုပ်အနေနဲ့ဆိုရင်ဒါ5ခုပေါ့နော်ပထမ step 1နော် step 1ကဒီ kmgr ကိုသုံးတယ် step 2ကဒီ temp ဆိုတဲ့ဟာကိုသုံးတယ် step 3က %10% ဆိုတဲ့ဟာကို run box ထဲမှာ run တယ် step 4ကprefetch step 5ကrecent နော်အဲ့တော့တန်ရှင်းလုပ်ပြီးသွားရင် computer ကို restart ချလိုက်နော် computer restart နော်တန်ရှင်းလုပ်ပြီးသွားရင် computer ကို restart ချမယ်ပြီးတော့ recycle bin ကိုလည်း empty လုပ်ပေးနော် recycle bin empty လုပ်ပေးပြီးတော့ဒါကိုပုံမှန်လုပ်ပေးနော် stay consistent နော်ပုံမှန်လုပ်ပြီးတဲ့အားဖြင့်ဒါပုံမှန်တန်ရှင်းလုပ်ပြီးသားဖြစ်မယ်အဲ့တော့အခုပြပြသွားတဲ့ new ကွန်ပျူတာမှာဆမ်းပြီးတော့လုပ်ကြည့်အဲဆိုကွန်ပျူတာပို့ပြီးတော့တွက်လာမယ်နော်ကွန်ပျူတာသုံးရတာပို့ပြီးတော့မြန်လာမယ်ပေါ့နော်အဲ့တော့ဒါတွေပဲလားဆိုတော့မဟုတ်ဘူးနောက်တစ်ခုပြအောင်မယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ကွန်ပျူတာကိုကဒီနော်ဖွင့်တဲ့အခါကျရင်တချို့ application တွေကိုတခါတည်းကွန်ပျူတာဖွင့်တာနဲ့ auto ပွင့်အောင်ဆိုပြီးတော့သတ်မှတ်ထားတဲ့ဟာမျိုးတွေရှိတယ်အဲ့ဒါတွေကကွန်ပျူတာကိုပိုလေးစေတယ်အဲ့တော့မလိုအပ်ဘဲနဲ့ကွန်ပျူတာကိုဖွင့်တာနဲ့တခြား software တွေမဖွင့်အောင်ကွန်ပျူတာဖွင့်တာနဲ့ auto ဖွင့်အောင်ချိန်ထားတဲ့ started application link မှာကိုကသွားပြီးတော့ပိတ်ပေးရမယ်အဲ့ဒါလေးကိုအခုပြပေးမယ်အဲ့တော့ desktop screen ရောက်ပြီဆိုရင် ဒီဘက်ချမ်း start နော် start icon မှာ right click ထားလိုက်နော် left click မဟုတ်ဘူး right click နော် right click ဆိုတာညာဘက်ချမ်း close နေမယ်နေပြီးတော့ဒီမှာကိုရှာမှာဗာလဲဆိုတော့ task manager ဆိုတာကိုရှာရမယ်နော်အဲ့ဒီမှာဒီ status ဆိုတာလေးကိုရှာရမယ်ဒီထဲမှာဒါတွေအကုန်လုံးက disable ဖြစ်နေရမယ်နော်ဒါမှတစ်ခုခုကနေပြီးတော့ enable ဖြစ်နေတယ်ဆိုရင် right click ထောက်ပြီးတော့ disable လုပ်ပြီးလိုက်နော်ဒါတွေအကုန်လုံး disable လုပ်ရခြင်းအပြင်ကွန်ပျူတာဖွင့်တာနဲ့နော် application တွေက auto မဖွင့်တော့ဘူးနော်ကိုယ့်ဘက်ကိုနောက်ကွန်ပျူတာဖွင့်ပြီးမှလိုအပ်မှဖွင့်တာတော့တစ်မျိုးပေါ့နော်အဲ့လိုပဲဒီနေရာမှာ application တွေက enable ဖြစ်နေတယ်ဆိုရင်ကွန်ပျူတာဖွင့်တာနဲ့ဒါတွေကိုဖွင့်အောင်ဆိုပြီးတော့ကွန်ပျူတာ try နေရတာမလို့ကွန်ပျူတာလေးတယ်နော်ကွန်ပျူတာတစ်ခါကျရင်ကွန်ပျူတာ hang သွားတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဒီ task manager ကိုခေါ်ပြီးတော့လေ start ထဲမှာဒီ status မှာ disable လုပ်ထားဖို့လိုအပ်တယ်တစ်ခါကျရင်ဒီ task manager ဖွင့်ရင်ဒီလိုမျိုးပေါ်လာမျိုးရှိတယ်အဲ့ဒါဆိုရင် more detail ကိုနှိပ်ပြီးတော့ starter ကိုတွားပြီးတော့ဒီမှာ status မှာအကုန်လုံးကို enable ဖြစ်နေရင် disable လုပ်ပြီးလိုက်နော်ဒါဆိုကွန်ပျူတာပို့ပြီးတော့မြန်သွားလိုက်မယ်အဲ့အခုပြောတဲ့နည်းလမ်းတွေကိုကွန်ပျူတာမှာသုံးကြည့်သုံးလို့ကွန်ပျူတာသုံးရတာတွတ်သွားတယ် okay သွားတယ်ဆိုရင်ဒီ post ရဲ့ comment အောက်မှာကိုယ့်ရဲ့အတွေ့အကြုံတွေကိုလာပြီးတော့ညှဝေပေးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ